မင်္ဂလာပါကျွန်တော်တို့ကိုင်းမှာဒီနေ့မှာတော့ကျွန်တော်က Master Level Max အောင်လုံးမှာဖြစ်ပါတယ်ကျွန်တော် fan မဲ့ကျွန်းကတော့ရေရောက်ကျွန်းအဲ့တော့ကျွန်တော်ရေရောက်ကျွန်းရောင်းနေခဲ့ပြီဖြစ်ပါတယ်တော်ရေရောက်ကျွန်းရဲ့ post ကပါပြီးကျွန်တော်တစ်ချက်လစ်ပါတယ်ညီတို့နေကျွန်တော်ရေနဲ့အဲ့ကြောင့်မို့အမြင်ကုန်းပေါ်တက်ပါတယ်ဆောက်ပတ်တာတက်ပါတယ်ကဲတော့ကျွန်တော်တို့ဒီမှာ tracking လုပ်လိုက်မယ်ဆိုတော့100မီတာကျွန်တော်နဲ့100မီတာကျော်မှာရှိတယ်လို့ပြောပါတယ်ကျွန်တော်နေနေတော့ဗုဒ္ဓယူသုံးနေ share fan မှာချက်ကျုံးနေတာပြီးတော့ကျွန်တော်ဒီကနေပြီးတော့လမ်းချူလမ်းကြားဂျားချူချမ်းတဲ့ဒီကနေကျွန်တော်ဖြတ်ရပါတယ်အဲ့ဒီဖြတ်လို့ရှိရင်ဟိုမအေးဘေးလေးနဲ့တွေ့ပါတယ်ဒီမေးဘေးလေးပြီးတော့ကျွန်တော်ရှောင်ရပါတယ်ပြီးတော့ကျွန်တော်ဗုဒ္ဓကြီးပြောင်းပြီးတော့တီးမှာပါကျွန်တော်ဗုဒ္ဓပူစားတာလည်းကားမဟုတ်ပါဘူး level fan မြင့်အတွက်ဆောင်းရမ်းကောင်းလို့ပါကျွန်တော် CP တက်တဲ့နေရာမှာလေအတော်မှအတောင်းဝင်နေဖူးပြီးတုံးဖြစ်ပါတယ်ကျွန်တော်ထင်ပါ brother တို့အမြင်လဲ brother တို့ comment မှာရေးခဲ့နိုင်ပါတယ်ခေါ်တော့ကျွန်တော်ရောက်ပါတယ်ပြန်နေဒီမေးဘေးပေါ့နော်ဒီမေးဘေး spot တွေနဲ့မေးပြီးကနေကျွန်တော်တောင်းပါပြီးတော့ဒီ course ကိုကျွန်တော်လောက်အောင်ပါဒါတော့ level 9ကိုနေရာလောက်အောင်ဖြစ်ပါတယ်ကျွန်တော်ဒီ course ကိုလုံးရင်တော့တေတဘောသိမှာပါအဲ့ဒါမို့ကျွန်တော် insta တော့ဖွင့်ရပါတယ်တော်တယ်မဲ့ကောင်တွေက grand နေနဲ့စားပါတယ်အဲ့တော့ကျွန်တော် grand ဆိုရင်အကောင်လေးကြီးကျွန်တော်မျက်နှာချစ်ချစ် grand division ဟာလားမကျွန်တော်ဟိုဘက်မှာတန်းတွေ့လိုက်တယ်ဒီဘက်မှာဒီဘက်ချမ်းပါဗျဒီဘက်မှာရောက်ပြီးငါတော့ငါတိုင်ပန့်နေဒီကောင်ကြီးလဲပဲများလာပြီငါတဲ့အစားဝများဆိုကျန်းနေရောကဲပြီးတော့ကျွန်တော်ဒီလေးရောက်လာပြီနော်ရောက်လာရင်တော့ကျွန်တော်ဘုရားကြီးကောက်ပြောင်းလိုက်ဟာလားကျွန်တော်ဘုရားကြီးပြောင်းပြီးရှစ်သိတော့ဒီမီဘေးတွေတကောင်ကြီးကြီးလိုက်ဖြုတ်မလားရောမလာဘယ်ပြီးမောင်မင်းမောင်ဘယ်ပြီးမောင်ရောမရော instant နေတော့ဖွင့်ထားလိုက်ပဲဖွင့်အရှေ့ဖန်အားရတော့မထုတ်ဝင်လာ3%ရတယ်အားဝင်ရအကောင်ကြီးရွေးရွှီဟုတ်တယ်ခင်ဗျာညဟုတ်တယ်နှကောင်ရှိုးမိဘလေးဆောင်းချွာနာရောအခုနောက်မှအစ်စ်ပြန်လဲလာတယ်ငါ fighter ဆိုင်နဲ့ TV လိုက်မယ်မင်းဟုတ်လားကြောကြိုက်ဆုံးမနော်ကြောကြိုက်တော့ fighter ဆိုင်ဒီ fighter ရောတိတိလေးပြောရတယ်ဟောကြီးကန်းနေโอเคပြီးတော့ကျွန်တော်တို့ညင်တော့ပါဖြစ်ပါတယ်ကျွန်တော်ဒီ support တော့ကျွန်တော်စောက်လို့ပြအောင်ဆိုတော့19ပါအဲ့ဒါဟဲ့ bro စပဒနာတက်နေလေရောဒီနားမှာမှလာပြီးတော့ဒီအပေါက်ထဲကနေထွက်လာအဲ့လေဟုတ်တယ်ဟုတ်သွားပြီငါတော့ခုငါတိုင်းဖက်ထားလိုက်တော့ရောငါဒီရဲကောင်နေလည်းငါတတ်တော့မယ်လားဟိုနေရှိပြီးတော့ဘုံသားရဲ့ဆွမ်းအောင်ပြတ်တာအဲ့လေရှော့မှာမင်းတို့ငါ fighting style နဲ့လိုက်ကြည့်မယ် fighting style နဲ့ damage ထွက်လို့ဆွာကတိတ်ပြီး damage မထွက်ဘူးဒါပေမဲ့ဆွာကတော့ကျစ်စင်ဆော့တာဟိုကျူကြီးကိုစင်နေဆော့ဆိုခလာလာဘေဘီမောင်ဘေဘီမာလာမင်းတို့နေရှော့မှာဖွီးဟောဖုန်းဒါပဲလေဗန်ပိုင်းရောညို့နေလားရှော့ဗန်ပိုင်းရနေကျန်းတန်းမှုပြပေးတယ်တွေးရစားပြီးတော့တွေးဆုပ်ချင်နေရတော့အဲ့လေအပြင်းမအများကြီးပဲကျွန်တော်ပြင်တော့ပါတလားဘုဒ္ဓယူကနာပြန်တီးတာလေကျွန်တော်ဘုဒ္ဓကြီးနဲ့သွားလို့ရှိရင်သဗ္ဗနာတက်မှာတီးရတယ်အဲ့အပိုးတက်မှာအဲ့ပုံကြောင့်တော့โอเคရောက်လာပြီဒီမှာမင်းတို့နေဒါကြီးက height ကြီးကွာနော်ဟိုနေ height ကျွန်တော်တက်မှာ grand ကုန်နေကျွန်တော်တက်မှာโอเคဒီထဲမှာလေကြည့်တယ်ငါလာခွိမင်းတို့နေအထဲထဲမှာငါဆောက်ပနာတက်ကိုကြီးပြန်ရောက်လာပေါရင်းနေဒီတို့လေးရိုးရိုးရှင်းရှင်းဝင်သွားရနေတော့ငါလည်းစောက်ကဲမယ်ကဲလာဘိုးတော်ပြောင်းလာတယ်တီးပြီးလေမေးပြီးတင်ဝင်လာပြီးတော့မင်းလမ်းတစ်ချောင်းငါလို့မောက်ပိတ်တယ်လားရော့အမ
ငါတကောင်းပို့ဝိုင်းရွှင်ဖုံးဒါပဲရွှင်ဒါမဲ့ gravity gain တော့မင်းဟိုနေငါထားစားမစားဘူးဟုတ်လာခဲ့ဝီငါထားစားမစားဘူးပေါ့โอเคကျော်ရပြီပေါ့နော်ဥမာဆိုရင်တော့ကျွန်တော်မမစတေး level ကိုမတ်အောင်လို့မှန်းနိုင်တော့မှာဖြစ်ပါတယ်အဲတော့ကျွန်တော်ထွက်ပါမယ်ကိုရှောက်ဒီရှောင်းလေးနဲ့ကျွန်တော်အန်းထွက်လာလိုက်တယ်ပြီးတော့ဒီမေးလေးဒီမှာကျွန်တော်ကွက်ယူမယ်ပြန်ပြီးတော့ကွက်ယူမယ်โอเคကျွန်တော်1000ခွဲပဲရတယ်တိတ်တော့မတန်လို့ထင်ပါတယ်နော်โอเคရောကျင်းတော့ကြီးလို့မရဘူးငါလည်းစောက်ပေါ်ပဲရှိုးပြီးအောင်တော့ကောင်းကြီးလိုက်ကြီးဝင်စခွက်ရရိုက်ပါလေစခွက်ရိုက်မယ်ဟုတ်အမလာပြီးမကြောမထားတဲ့ကြီးဓာတ်ချက်တီမောင်းကွတ်တီတီးထည့်လိုက်ပြီဟုတ်တယ်ဖုံးမနဲ့တီးပြလိုက်တာဗျာဟုတ်တယ်ရောအေးဒီစင်ကပြန်ဖွင့်လို့မရတော့အဲ့ကောင်တော့တက်ပြီးသွားတယ်မင်းတော့မနေလားနှစ်ကောင်၄ကောင်ဆိုတော့ကျွန်တော်၄ကောင်စီပြင်းရင်တော့အဆင်ပြေပါတယ်ရောကဲ哎，不大也激溜呢。眼ထွက်。ပြီးတော့ကျွန်တော်ဘာမှလုပ်ချင်ဘူးဘလို့ဖရူလဲကျွန်တော် damage ကြီးထွန်းအောင်တင်ထားအောင်ဒီကျွန်တော် item ပြောင်းနိုင်တယ်လား item ပြောင်းနေလို့ဒီနေ့ငါထုတ်ရတာအမကာတာဂူရီရောက်ထားတယ်ကာတာဂူရီရောက်တာညိုဖရူလဲကျွန်တော် 15% တိုးရဗျာ instant version range ကိုလဲကျွန်တော်10 H တိုးပေးရတယ်ပြီးတော့ dodge speed boost ကိုလည်းကျွန်တော်နှစ်ဆပို့တိုးပေးရတယ်ဗောနော်ကျွန်တော်နှစ်ခါပို့ပြီးတော့ခံလို့ရတယ်ဟိုနေရှောင်းလို့ရမယ်ဗျပြီးတော့ကျွန်တော် sword damage လည်းတိုးပေးရတယ်ဆိုစောင့်ရအဆင်ပြေတယ်လို့ပြောလို့ရရောကျွန်တော်တို့အပြေးတော့နှီးသွားမယ်လို့ပြောရပါတယ်အပြေးနှီးတဲ့ကိစ္စမရှိတော့မှကျွန်တော်တို့အရေးကြီးတဲ့ဥစ္စာတော့ယူသုံးရမှာပဲမတတ်နိုင်ဘူးဟုတ်တယ်မကဲတော့ဟာလာကျုံဗျာ let's go ကျွန်တော်ဒီရေကိုစောစောဝင်ကြီးမှာမေးပြီးတကောင်တွေ့ပါတယ်အေးဘေးကိုဖြုတ်လို့ကျွန်တော်ဗုဒ္ဓကြီးပြောင်းလိုက်တာဒီကောင် damage 100မှရှိသွားပါတယ်ဟိုကျွန်တော်ဆေးရိုက်တယ်ကျွန်တော်လည်းပြန်ရိုက်တာဗောဒီကောင်ပဲရဒါရင်မှန်းကတီးပထဲကျွန်တော်လည်းလီးကောင်တစ်ခါလေးတီးမယ်ပြီးတော့ရှစ်တက်သွားပါတယ်မေ့ပြီးရောဗောနော်မေ့ပြီးရှစ်တက်သွားတာစောပနာတက်ပါပြီအဲ့ဒါနဲ့မှလီးကောင်စလုံးမနေတီးလဲရပါတယ်အကောင်ကြီးပြင်မဲ့လေကြည့်တယ်မလားဗျာငါလည်းရှောက်ရှိရောကဲအားလုံးမနကီးအောင်တက်ပြီးတဲ့အချိန်မှာတော့ကျွန်တော်နေနေပုံမှန်ပြန်ပြောင်းရတာလေအဲ့မှာပြောင်းပြီးတော့ cost ပြန်ယူပါတယ်ကျွန်တော် ESP ကုတ်သုံးတော့မရတော့ဒီကောင်ကုတ်တွေသုံးလာပြီလားဟာငါကုတ်ပါကုတ်ကိုတော့သုံးအောင်ဟိုလိုကုတ်မဲပြီးတက်လီတွေးကြရတယ်စိတ်ညစ်ပါရောအေးအကုတ်မတုံးလို့မရဘူး
ဟုတ်လားဒီကောင်တစ်ခါတည်းပြီးဖြုတ်တော့ကဲရေးစိတ်ပွင့်မယ်ရေးချင်းပွင့်ပြီးဟိုနေမီးပြီးဒီတမမရောရှော့ဟဲ့ငါအေးစင်ကအချိန်ပြည့်သွားပြီဒုစကကြီးတုံးတာတော့မရောပြည့်နေတဲ့အချိန်ကရောမရောရှော့ကျွန်လေးကောင်လုံးကျွန်တခါတည်းအမြင့်ပြတ်ချိန်မုံပြစ်လိုက်ပါလေကျွန်တော်အထဲထဲကိုဘုဒ္ဓကြီးဝင်သွားတာစက်ပါခင်ဗျာဘုဒ္ဓကြီးကြီးပြီနော်တော်ကြီးတို့ဒီငကိုက V1 နဲ့ညညဆက် V2 ကဆက်ကျွန်ခဏကိုလည်းပြန်မသေးချင်တော့ရပြီအောင်လာ3ကောင်ရပြီလားမေးမေးလေးလားမေးမေးလေးဟုတ်တယ်4ကောင်ပြည့်ပြီလားငါ8ကောင်တစ်ခါနဲ့ပြီးဖြုတ်လို့ရရောငုံနေရှို့မှာပြီလားလာတောင်းရှို့ဖုံနဲ့ကုန်ရမျိုးလာမျိုးလေလားရှို့မှာစခွက်ရနော်ရှို့လာလေးရောလာမင်းတို့နေရှိုးဖုံးဒါပဲခင်ဗျာ let's go ကျွန်တော် level တက်သွားပါပြီဆိုတော့ကျွန်တော် level အပ်သွားပါပြီကဲရပြီအဲ့တော့ကျွန်တော်တို့ဗီဒီယိုတော့တုံမယ်လို့ထင်ပါရောဘာမှတော့မဟုတ်ဘူးနော်ကျွန်တော်ဒီနေ့ရမ်းပြင်းနေရတယ်ဘလော့ဖိုတိုတွေမှာကျွန်တော်လာပြီးနေပါတောင်းညံလိုက်တော့ပါဆိုတော့အားလုံးပဲဒီနေ့ view လေးတော့ကျွန်တော်ဒီမှာတော့ကျွန်တော် level 5လာပဲဖြစ်ပါတယ်ကျွန်တော်မမတ်1 level ကိုမတ်ဆောင်လုပ်လို့ပဲလေကျွန်တော်မမတ်သွားခဲ့ပြပါဦးအဲ့တော့ဒီမှာတော့ကျွန်တော်ရဲ့ view လေးတော့ပဲလို့ပြောလို့ရပါတယ်ပတ်စံတော့ share ရတာလေတော့အဲ့တော့ fruit တော့ဖောက်လို့ရပါတယ်အဲ့တော့ဘယ်လိုကျွန်တော် fruit တော့အရင်ကဖောက်ရတော့ခုဖောက်ပြီးတော့ကျွန်တော် view လေးကိုလှပအဆုံးသတ်ပါလို့ဖြစ်ပါတယ်တာတဲပါလည်းမသိဘူးအဲ့နေရာသွားတာတဲတော့တာတဲပဲဘဲတာတဲအကျော်လည်းမသိဘူးရော်နေတာစိတ်ညစ်တော့ဝါတာတဲမော်နီတန်တဲမက်ရှင်တော့တာတဲမက်ရှင်သွားလိုက်မယ်နော်ရှစ်ပိုတဲဒီပြီးတော့ဝီရော်ဒီတော့ဘောရောအားလည်းကြီးရတော့မလို့ရပြီကျွန်တော်တို့လွတ်သွားပြီဟုတ်တာလေကျွန်တော်လာတဲ့နေရာမှန်သွားပြီဟာရမဘလူရောကတ်လည်းမသိဘူးကျွန်တော်ရောကတ်လေးကို draw လိုက်ပါမယ် let's go ကျွန်တော်တက်လိုက်ပါပြီတော့ကျွန်တော်ဒီမှာဇေဝလက်စီမှာအတိဖောက်ဝင်ဥစ္စာရှားနာစီးကျူးလို့စီးတရီကိုလွယ်လိုက်တာညကဲ4သိန်း4000ပေးရတော့ပါလေစီးတက်သွားပေါ့သွားလားပေါ့ချင်တော့ပေါ့ဆောက်ကြည့်မကောင်းဘူးစပိုက်ကြီးရဇေဝလက်ကွာကဲဒီနေ့အောင်ဆုံးသက်မလာပါဘူးလုံးဝဆုံးသက်မလာဘူး brother တို့ကြည့်ဦးအဲ့ဒါဟဲ့ဘရိုဘာလဲရပြီ brother တို့လုံးဝဆုံးသက်မလာဘူးကြည့်ဦးကွာဘာဖရူကြီးလေစပိုက်ကြီးယုံအကျဉ်းကြီးစပိုက်ရောမတကယ်စပိုက်ကွာနော်မတကယ်စပိုက်ကြီးရပါစိတ်ညစ်ပါကိစ္စလေးနည်းရတော့ပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြရတော့ပါအားလုံးပဲဘိုင်